hello မင်္ဂလာပါဒီနေ့ကတော့ခဲတံလေးကိုဘလို့ခဲတံလေးတွေကိုတစိမ့်လေးတွေကိုဘလို့သုံးလဲဆိုတော့ချက်ရှင်းပြပေးသွားပါမယ်နော်အားလုံးမိနေကြကချက်ခဲတံကိုထင်အောင်နဲ့ဖွားဖွားလေးနဲ့ဘယ်နှစ်ပတ်တွေသုံးလဲဆိုလို့ရှိရင်ဒီနေ့ရှင်းပြပေးသွားမယ်နော်ချက်ကပုံဆွဲလို့ရှိရင်ပထမဦးဆုံးဆိုရင်ဖွားဖွားလေးထင်အောင်လို့ဆိုပြီးတော့ 2h ကိုသုံးတယ်သူ့ထက်ထင်အောင်လို့ဆိုပြီးတော့ 2b ကိုသုံးတယ်သူ့ထက်ထင်နေတယ်ဆိုလို့ရှိရင် 4b ကိုသုံးပါတယ်ဒီခဲတံတွေကိုဘယ်တစိမ့်တွေကိုသုံးလဲဆိုလို့ရှိရင်ဒီတစိမ့်လေးတွေပါ2h ကကြတော့ဒီတစိမ့်ကိုသုံးတယ်နော် 2b လည်းဒီတစိမ့်ပဲသုံးတယ် 4b ကြတော့လုံးဝအခိုင်ဆုံးခဲတံလေးကိုသုံးပါတယ်ဒီတစိမ့်သုံးခုကိုသုံးပါတယ်ချက်ကတော့ဒါကြောင့်မလို့ဒီခဲတံကောင်းကောင်းလေးတွေသုံးတဲ့အတွက်ကြောင့်မလို့ချက်ဆွဲလိုက်တဲ့ပတ်တံလေးဒီဆိုလို့ရှိရင်လုံးဝ best တွေပဲဒီဟာဆိုလို့ရှိရင်လည်းဒီခဲတံ3ချောင်းနဲ့ဆွဲထားတာပါဒီပတ်တံဆိုလို့ရှိရင်လည်းအဲ့ခဲတံလေးနဲ့ပါပဲဒီလိုလှလှလေးတွေပေါ့ဖောက်အောင်လို့ပတ်တံလေးတွေဆိုရင်ခဲတံကောင်းကောင်းလေးအသုံးပြုရတယ်နော်ဒီခဲတံအဲ့ခဲတံလေးနဲ့ဆွဲထားတဲ့ပတ်တံလေးတွေပါ